ဒီနေ့မှာတော့ Roblox ထဲမှာရှိတဲ့ Nemo Morsel ဆိုတဲ့ game ကိုဆော့မှာဖြစ်ပါတယ်။ဟာငါဘယ်ကိုရောက်နေရလဲကွာ။ဟဲ့နေပေါင်းကလားရှင်းဖွင့်နေရလား။ငါတေဝါလား။ဘာလို့ငါရဲ့ screen ကြီးကဖြူနေလဲမသိဘူး။ဟာငါသိပြီငါနောက်တဲ့ဟိုကောင်လေးအနိုင်ကျင့်အောင်ခံနေရတာပဲ။ဟာမင်းစောက်ရန်ဝီရကွာတဲ့။အာရောငါ့ကိုလူနှစ်ယောက်ပေါင်းပြီးအနိုင်ကျင့်နေရကွာ။ငါ့ပုံစံတနာစရာလေးကွာ။အဲ့ဒီအချိန်မှာကျွန်တော်ခေါင်းထဲအတွေးတစ်ခုဝင်လာတယ်။ငါအရန်ပြောညင်းတဲ့သူတယောက်ပဲ။ငါဒီချက်ပို့ပြီးတန်းမှာဘာလုပ်ရမလဲ။လိုင်းရောအပြည့်ချိုရင်လည်းဆိုဘာမှမဆိုဖြစ်နိုင်တယ်။မဟုတ်အဲ့လိုမဟုတ်အဲ့ဒီအချိန်မှာ BJ တူကိုကျွန်တော်နောက်ရောက်လာပြီးတော့ဖျောက်နေမင်းတို့ကောင်တွေငါ့ရဲ့ဂျင်ရှိမှာဘာလုပ်နေကြလဲကွာ။ဟိုနေပေါင်း BJ ရဲ့ထိုးကြီးဝစ်စုံဝစ်ထားတာပဲ။ဟိုပဲမျက်နှာကိုကြည့်တာဒီကောင်တွေတော်တော်ကြောက်နေကွာ။ sorry ပါဆရာကြီးကျွန်တော်တို့တောင်းပန်ပါတယ်တဲ့။အာရောဒီဘက်ဒါကြောက်နေတာကွာ။ထွက်သွားကြတော့မင်းတို့ကောင်တွေတဲ့။အာရော BJ ရဲ့ဖြဲနော်မင်းစောက်ရန်ဝီရကွာတဲ့။ငါမင်းကိုဂျင်ထဲမှာစောက်နေပဲတဲ့မင်းမန်မာရှစ်ဝယ်ပြီးတော့လာခဲ့တာငါမင်းကိုခန္ဓာကိုယ်ထွားချိုင်းတော့တင်ပြီးပဲဟာ BJ ရအမှန်ကန်နေပြောနေတော့ကျေးဇူးတင်ပါတယ်ဆရာကျွန်တော်လာခဲ့ပါမယ်ဟာရောငါအမှန်ကန်နေထွေးတော့မှာကွာတနေ့နေပေါင်းငါဂျင်မန်မာရှစ်ဝယ်ဖို့အတွက်ပတ်စံမှမရှိရဟောတိပြီဒီနားမှာပတ်စံတွေပါထွက်ကြတဲ့သူတွေပါရှိမှာပဲအဲ့ဒါလေးလိုက်ရှာပြီးကောက်ရမယ်အကျန်းကြီးရနော်ငါ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ဖို့တော်တော်ဆိုးတာပဲဟာရုပ်ကဆိုးဘိုက်ကပူလမ်းလျှောက်တာလည်းပုံမကြပန်းမကြနဲ့ဒီဂျင်ပတ်ဝန်းကျင်တော့အိမ်မှာပတ်စံရှာမှာပဲဒီနားတော့နည်းနည်းပတ်သွားကြည့်ရမယ်ဒါတော့ဂျင်ကွာရော fitness ကလုံးဝအကြီးရွယ်နော် fitness center ဒါဆောလာဟို BJ ကြီးပိုင်ရဖြစ်မယ်ဒီမှာဆိုရင်တော့ donate တဲ့နေရငါတော့ဂျင်မိုးပေးစရာမရှိတာဟောမင်းငါ့ကို donate ဖို့ပြောနေဒီမှာတော့တိုက်တွေကားတယ်နေလူလည်းမရှိကားလည်းမရှိအဲ့လိုမျိုးရတော်တော်ယူဟလာစုပ်ပြေးตายရလုံးနော်နေလူလည်းမရှိဘူးကားလည်းမရှိဘူးအဲ့တော့မှ store တိုင်းဖွင့်လာသေးတယ် store တိုင်းရောင်းကောင်းဟလာတော့မသိဘူးတနေ့ခုံမှတယောက်တော့လာဝယ်ပဲပုံစံမရှိဘူးနင်းဟောဒီပစ္စည်းအလစ်တော့ရယူလို့လည်းမရအောင်နေအောင်ငါဒီလောက်လမ်းလျှောက်တာနဲ့ဝိတ်ကြနေတော့ပြီငါပတ်စံရှားမှာသူပြောဂျင်သားတဝိုက်လို့ပြောတယ်ဒီအိမ်နဲ့ဝင်လို့ရလားဝင်လို့ရတယ်နေဒီအိမ်ထဲမှာပတ်စံနေပါရင်ရှိတာပဲအိမ်ကမောင်မင်းနေပဲကွာတရေချောက်တဲ့အိမ်နဲ့တူပဲအိမ်ကလုံးမောင်မင်းနေပဲဟာဘာမှတော့မရှိဘူးကဲကျွန်တော်ပတ်စံရှားမယ်ဆိုပြီးတော့အထင်မကြီးတဲ့ကျွန်တော်စူးစမ်းပြီးတော့ပတ်စံရှားမှာမဟုတ်ပတ်စံလိုက်ကောက်ဟိုမှာပတ်စံမြင်နေရပြီညဘေးနားမှာလိုရပါရှိတာပဲဟိုဆိုင်တယောက်ပဲရှိရကွာအဲ့ကောင်မြင်မှာမဟုတ်ကဲကောက်ကဲပတ်စံကောက်ဒီကောင်ကြည့်ရတော့မြင်တဲ့ပုံတော့မပေါ်ဘူးနော်ကဲရှိရကောက်တရွက်ပဲကြံတော့တယ်တရွက်ကဘယ်နားမှာလဲမသိဘူးအိုးတွေ့ပြီโอเคကျွန်တော်ဂျင်မန်မာရှစ်တော့ဝယ်လို့ရပြီအနေကဂျင်ထဲကိုဘယ်လိုဝင်ရမလဲဒီဂျင်မှာစက်ပစ္စည်းတွေအစုံပဲကွာဟိုင်းဟိုဆရာငါ့ကိုကြည့်နေပြီကဲထိုးမယ်ဟိုင်းဒီဘေးရတန်းမှာထွားချိုင်းနိုင်လားခန္ဓာကိုယ်ကြီးကြောက်ကြပြီဒီဘေးစီမှာကျွန်တော်ကဒီ cat ဝယ်ရမယ်โอเคကျွန်တော် coach ကိုတော့ပြောလို့ရပြီဆရာကျွန်တော်လာပြီတော့ဟေး What the hell ဒီဂျင်ကမဟုတ်သေးဘူးတရုတ်ဆေးဦးတွေဖြစ်နေပြီဘာပုံတွေကြိတ်ရတော့တကယ်လို့သိရမလားအာနိုးတို့ဘာလို့တော့အမှန်ကန်ပုံတွေချိတ်ရမှာလေကဲငါ့ရဲ့ coach ကိုတော့ပြောရမယ်ဟာ coach ကအမြဲတမ်းစိတ်တူနေဟာဝိုးမင်းကြီးကစောက်ရင်ပိန်နေွားတဲ့ကျွန်တော်သိပါတယ်ဗျာခုနို့သွားဝယ်ပြီးတော့တောက်လိုက်တယ်ဟာဟုတ်ကဲ့ပါဆရာတဲ့ဂျင်ပထမဦးဆုံး line နေမှာနို့ဘူးသွားဝယ်ရပါတယ်ကဲနို့ကတော့ကျွန်တော် reception မှာဝယ်ရမယ်ဒီဘေးကြီးပေါ့နော်ဒီ BJ ကြီးမှာကျွန်တော်ဝင်ရမယ်ဘာလဲရအောင်လဲဒီဘေးကြီးရင်းလိုက်တယ်ခန္ဓာကိုယ်ထွားရဆိုပြီးစိတ်လူနေတဲ့ကောင်းလေးကြီးပဲကျွန်တော် protein တွေလိုအပ်လို့ပါဗျာတဲ့ရော့ဒီမှာ no တောက်တယ်ဟာမိုက်နော်အိုးပတ်စံ$69ဒီဘက်ကငါ no တဘူး$69နဲ့ရောင်းပြီးဂျင်းထဲဒီဂျင်းကဂျင်းနာမသိဘူးကွာဒါပေမဲ့ကျွန်တော် coach ကိုစကားမပြောခင် no တောက်လိုက်ပဲno တောက်ပြီးပါပြီဟဲ့ပြန်ယူလို့မရတော့ဘူးလားဟာရအမိုက်ပုံးနဲ့ပြစ်မလို့ပါကွာဟာအမိုက်ပုံးနဲ့ပြစ်စရာတော့မလိုဘူး coach ကိုတော့ပြောရမယ်မင်း protein တောက်ပြီးပြီလားဟုတ်ကဲ့ဆရာကျွန်တော်တောက်ပြီးပါပြီအဲ့ဒါဆိုကျွန်တော်တန်မာသွားပြီလားဟာဘယ်ရမလဲကွာမင်း bicep curve သွားလို့မင်းအားမင်း muscle ကိုတိဆောက်လို့ရပါโอ้โอเคပါဆရာကြီးဒါနဲ့ဆရာနာမည်ကဘာတူလဲဗျငါနာမည်က
ကိုတိုးကြီးကွာဟုတ်ကဲ့ပါဆရာတိုးကြီးကဲငါမာဆေတီဆောက်ဖို့အလေးမရမယ်နင်ဒီအတောင်းကပေါ့တယ်ကွာဒီတောင်းမမယ်ဒီတောင်းကလေးလောက်တယ်ခုဆိုတော့ငါတော်တော်ကြီးကိုတန်မာနေလောက်ပြီကွာဆရာတော့ပြောရမယ်ဆရာကိုတိုးကြီးအေးမင်းကြီးကတော့လက်မောင်းနေနည်းနည်းပေါ့ကြီးလာတယ်ကွာအိုးတကယ်လားဆရာဟင်းရှောက်ပြောတာမားဆယ်ရေးဆိုတာအဲ့လောက်ကြီးတာမမြင်ဘူးကွာမင်းအုံလုံးရှိစမ်းပါဒါမဲ့ကျွန်တော်အနိုင်ကျင့်တဲ့သူတွေပြန်ချဖို့အတွက်ကျွန်တော်ဗလာကြီးမြင်မြင်ဖြစ်ဖို့လိုတယ်ဗျကဲအဲ့ဒါဆိုရင်တော့အရေးကြီးဆုံးတိုင်းပညာတစ်ခုငါမင်းကိုသင်ပေးလိုက်မယ်အဲ့ဒါကတော့အပြေးတိုင်းပဲကွာတိုင်းလောကမှာအရေးကြီးဆုံးကအပြေးတိုင်းပဲဟုတ်တယ်ကွာငါဆရာပြောမှန်တယ်ငါသာအပြေးတိုင်းကိုကျွန်းကျင်တက်သွားပြီဆိုရင်ငါ့ကိုဘူလီလုပ်တဲ့ကောင်တွေတိတ်ကြောက်စရာမလိုတော့ဘူးကွာဘာလို့လဲဆိုတော့ဒီကောင်တွေလာပြီဆိုတာနဲ့ငါထွက်ပြေးရုံပဲခုမှပြန်ရောက်တော့တယ်မင်းကြီးကအရင်ကပိုပိန်သွားတယ်နေပါဦးဟိုးအစတော့ငါ့ကိုပိန်တယ်လို့ပြောခဲ့ရမဟုတ်လားနောက်ပြီးတော့မင်းအာဟာရရှိရတွေကိုဒီတက်ပို့ပြီးစားဖို့လိုတယ်တဲ့အခုချက်ချင်းအပြင်မှာရှိရဆိုင်ကအစားအကုန်သွားစားရတယ်ဟာဒီဘက်သူပိုင်ရကြနေတယ် it well တဲ့ပြောမယ်ဆိုရင်တော့အဲ့လိုမျိုးအစားအသောက်တွေစားမှသာမင်းရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဒီ muscle တိဆောက်လို့ရပါပေါ့နော်ဒီမှာဝယ်ရမှာမဟုတ်ဘူးကအပြင်မှာတော့ဝယ်ရမှာဟိုးငါပထမဆုံးတွေ့ခဲ့တဲ့ store ဆိုင်တော့ဝယ်ရမှာဟိုးမှာရှိတယ်အဲ့ဒါဟုတ်ပါတယ်ဘာလို့လဲဆိုတော့ဒီ gym သွားတဲ့သူတိုင်းသိရပါတော့အဓိကတော့စော့ဖို့တဲ့စားဖို့လိုပါတယ်အစားတော့မြန်မြန်စားရမယ်အိတ်ချိန်ပုံမှန်အိတ်ရမယ်ပေါ့ကဲကျွန်တော် store ဆိုင်ရောက်ပြီဒီ store ဆိုင်မှာပန်းတွေရှိအကုန်လုံးယူပြီးတာစားကွာအလန်းနေတော့မြည်ကိုပတ်စံမရှင်းလို့လောမြင်လို့စားတောက်โอเคတောက်နိုးကုန်တော့โอเคဒီစီတို့ဘူးလေအကုန်ယူဟာအကုန်စားပဲတဲ့ပတ်တဲ့ဥစားကြီးဒါတွေအကုန်တော့โอเคရောတဆိုင်တော့အကုန်ပြောင်းစားပြီးသွားပြီကွာဒုံးမယ်တဆိုင်လုံးမှာရှိရရဲ့အကုန်လုံးစားရဆိုတော့ငါအားရတော်ရှိသွားတော့ပြီမင်းစားရတော်တော်ကြီးကိုများရင်နဲ့တူရဲ့အေးမင်းတိတ်စိတ်မပူပါနဲ့ခုကတော့မင်းကာဒီယိုနည်းနည်းလုပ်ရမယ်တဲ့မင်းဟိုဟာဘောက်စင်တတ်ထိုးတဲ့โอเคဒါယူထိုးမယ်ဆိုရင်တော့ကို့အနိုင်ကျင့်ခဲ့တဲ့ကောင်တွေမြင်အောင်မျိုးထိုးမင်းပါရိုက်တာလည်းတူတယ်ဟိုးမင်းအရင်ကပို့ပြီးကြည့်ကောင်းလာပြီကျွန်တော်လည်းခံစားမိပါတယ်ကောင်းပြီဒါဆိုရင်ငါမင်းကိုစောက်ရမ်းခတ်တဲ့အရာတခုကိုလောက်ခိုင်းမယ်တကယ်လားဆရာတိုးကြီးရတယ်ဗျာကျွန်တော်ရအောင်လုပ်မယ်ငါမေကိုဈေးဝယ်တဲ့အိတ်သွားပေးရမယ် तू ကအစိမ်းအောင်တိုက်အိမ်မှာနေတယ်အားရဘာလို့ဒီဘက်ဒီအိတ်ကိုကိုယ်တိုင်တော့မပေးရဘူးလား तू မပေးရမှတော့ငါတော့ပေးရတာပေါ့ဒီမှာခိုးရှိရဲ့အမေလို့ပြောထားတယ်ကဲဒီအိမ်ထဲကိုဝင်သွားကြည့်ရမှာပဲအန်နီဒီမှာကျွန်တော်အိတ်လာပို့တာဗျို့ဇုံမရထွန်းမလားအန်နီဒီမှာကျွန်တော်အိတ်လာပို့တာလို့ထွက်လာပြီအေးကောင်းလေးဒီ grocery အတွက်ကျေးဇူးတင်ပါတယ်ကွာတဲ့ okay ကဲပေးစရာရှိရတယ်ပေးပြီဆိုတော့ coach ကိုတော့ပြောရအောင်မယ်မင်းငါခိုင်းတာလုပ်ပြီးပြီလားဟုတ်ကျွန်တော်လုပ်ပြီးပါပြီအေးကောင်းတယ်အခုကတော့မင်းရဲ့ကိုခံအားတွေကိုမြင့်တင်ဖို့အတွက်အကြံဉာဏ်ကောင်းတစ်ခုငါမှရှိတယ်ကွာဟုတ်ကဲ့ပြောပါဆရာအေးအဲ့ဒါတော့မင်း incline bench press တုံးရမယ်ပေါ့နော်အဲ့ဒါတော့မင်းရဲ့ခန္ဓာကိုယ်ရဲ့ chest ကိုကောင်းစေရရင်အုပ်ကြွက်သားတွေအတွက်ကျွန်တော် bench press တုံးရမယ်ကဲဒီလောက်ဆိုရင်တော့တော်တော်လုံလောက်ပါပြီ coach ကိုတော့ပြောရမယ်မင်းတော်တော်လေးကိုကြည့်လို့ကောင်းလာတယ်တဲ့ဟာကျေးဇူးပါတဲ့ဒါပေမဲ့ဘာဖြစ်လဲတဲ့ဟာဒီဘက်တော်တော်ကြီးရင်းနေနော်ကိုတိုးကြီးက need more muscle အပြင်မှာဘယ်လိုရောက်လာလဲသူ့ကတခါမမြင်ဘူးပါငါ့ကိုဘယ်သူစင့်ခေါ်လိုက်တာလဲတဲ့hello မင်းကြွက်သားတွေပို့ပြီးလိုချင်တာလားတဲ့ဟာတေးကြတာပေါ့ဗျဒါဆိုရင်တော့ခန္ဓာကိုယ်ကြီးထွားစေတဲ့ကာလာမင်းကိုတင်မင်းမယ်အဲ့ကောင်ဘာကြီးလဲငါမသိဘူးတဲ့ဒါပေမဲ့မင်းခုချက်ချင်းအပြင်ထွက်ပြီးတော့ကားကြီးကိုပြောင်းပြန်လန်လိုက်တယ်ကျွန်တော်လည်းဘယ်ရမလဲသိရမလားကိုဆရာခိုင်းတဲ့ဥစ္စာကိုအပီပြင်လောက်ရမယ်မာတာ
မာတာမထားကိုပြောရမဟုတ်မထားပြောရမဟုတ်နော်မထားလို့ပြောတာကိုက်ပေါက်ခွေးမီးရွာရောက်လောင်သွားတာဟာဒါဆိုငါတော်တော်ကြီးခွန်အားကြီးနေပြီငါတော်တော်ကြီးခွန်အားကြီးနေပြီကွာခဲငါ့ coach ကိုတော့ပြောရမယ်မင်းအဲ့ဒါကိုလုပ်ပြီးပြီလားတဲ့ဟာဟုတ်ကဲ့ဆရာကျွန်တော်လုပ်ပြီးပါပြီကားကြီးပြောင်းပြန်လည်ပေါက်ကွဲသွားမင်းတော်တော်ကြီးတိုးတက်လာတာမြင်ရတော့ငါအံ့ဩမိပါတယ်ကွာကျွန်တော်ဒီချက်ပို့ပြီးတော့တန်မာလာမှဖြစ်မယ်ဗျအားရစိတ်လျှော့ဆရာတော့တားနေရပြီ I need more muscle bro ကျွန်တော်စောင်းရတန်မာဖို့လိုတယ်ငါစောင်းရတန်မာဖို့ဒီမိုးမြော်တိုက်ကြီးကိုတွန်းရမယ်တွန်းလာအိုးတိုက်ကြီးရွှေ့သွားပြီကွာအမေကတော့ငါတော်တော်ကြီးတန်ပါနေငါ့ကိုဘယ်ကောင်မှအနိုင်ကျင့်လို့မရတော့ဘူးမင်းကဘာသွားလောက်လိုက်တာလဲကျွန်တော်အပြန်တိုက်ကြီးကိုနောက်ကိုတွန်းမလိုက်လေဆရာဟာရောမင်းစောင်းရလေးစားသွားပြီကွာဒါပေမဲ့မလုံလောက်သေးဘူးတဲ့နေပါအခုကဘာလုပ်ရမှာလဲကဘာကြီးကိုဒက်လင်မရမယ် What the fuck ကဘာကြီးဘယ်ရောက်သွားတော့ကိုအန်ဒီနဲ့ဘာပြောကျွန်တော်အရင်တက်ပို့ပြီးတော့တတ်မှာသွားတယ်လေ